အားလုံးပဲမင်္ဂလာပါမိမိ crosset ကနေပြင်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့အခြေခံချီထိုးနည်းတွေကနောက်တစ်ဆင့်ဖြစ်တဲ့တိုင်ရှည်ထိုးနည်းလေးကိုထိုးပြပေးပါမယ်အားလုံးပဲအတူတူလိုက်ထိုးကြည့်အောင်နော်တိုင်ရှည်ထိုးဖို့အတွက်တိုင်လက်ထိုးခဲ့တော့ကလိုပဲပထမဆုံးဒီလိုဖူမီတန်းလေးတွေကိုအရင်ဆုံးထိုးထားမယ်နော်ဖူမီတန်းလေးတွေရပြီဆိုလို့ရှိရင်ချီထွက်ထားတဲ့အပေါက်ကိုခြံပြီးတော့ဒီချီထွက်ထားတဲ့အပေါက်ကိုခြံပြီးတော့နောက်တစ်ပေါက်ကနေစရည်မယ်1 2 3ပေါက်ကြုံမယ်3ပေါက်ကြုံပြီးတော့4ပေါက်မြောက်ကနေစပြီးတော့မှစထိုးမှဖြစ်တယ်။တိုင်ရှည်ထိုးဖို့အတွက်ပထမဆုံးအပေါ်ကိုချီတရည်တင်မယ်။အပေါ်ကိုချီတရည်တင်ပြီး4ပေါက်မြောက်အပေါက်လေးတွေကိုအပ်ထည့်မယ်။တိုင်လက်တုံးကလိုပဲချီလေးကိုဆွဲကော်လာမယ်။အပေါ်မှာဒီမှာမတူတာလေးတခုอ่ะเนาะအပေါ်မှာ3မိဖြစ်သွားပြီဆိုရင်တိုင်လက်တုံးကဆိုရင်တစ်ခါတည်းဆွဲပြီးချုပ်ခဲ့တယ်အခုတိုင်ရှည်မှာကျတော့3ခုစလုံးကိုတစ်ခါတည်းမချုပ်ဘဲနဲ့အရှေ့က2ခုကိုတစ်ခါချုပ်မယ်ချုပ်လို့ရလာတဲ့ဟာနဲ့ဒီနောက်ကကျန်တဲ့ဟာနဲ့ကိုတစ်ခါချုပ်မယ်နှစ်ဆင့်ချုပ်တယ်ပေါ့နော်โอเคအခုဆိုရင်အပေါ်မှာ3မိဖြစ်သွားပြီအပေါ်မှာ3မိဖြစ်သွားရင်ခြေလေးကိုရစ်ကော်လိုက်မယ်ရှေ့2ခုကိုတစ်ခါချုပ်မယ်ဆိုတော့တစ်ခုနှစ်ခုဒီလိုတစ်ခါချုပ်လိုက်ဆိုရင်အပေါ်မှာနှစ်ပင်ပြန်ကျန်မယ်နှစ်ပင်ပြန်ကျန်တဲ့ဟာကိုဒီနှစ်ခုတစ်ခါပြန်ပြီးစုချုပ်မယ်ဒါဆိုရင်တိုင်ရှည်လေးတစ်ထိုင်ရသွားပြီနောက်တစ်ထိုင်သွားမယ်နောက်တစ်ထိုင်သွားဖို့အတွက်အပေါ်ကိုချီရစ်မယ်ပြီးရင်ဖိုမီလေးနောက်တစ်ပေါက်ထဲကိုအထည့်ပြီးတော့ချီလေးကိုဆွဲကော်လာမယ်အပေါ်မှာချီ3မိဖြစ်သွားပြီဆိုရင်အရှိရ2ပင်ကိုတစ်ခါချုပ်မယ်ရလာတဲ့ဟာနဲ့နောက်ကတစ်ခုတစ်ခါထပ်ချုပ်မယ်ဆိုတော့အရှိရ2ပင်ကိုချုပ်ဖို့အတွက်ချီကိုဆွဲယူမယ်ရှေ့က1ပင်2ပင်2ပင်ကိုတစ်ခါချုပ်တယ်ရလာတဲ့ဟာနဲ့နောက်ကျန်တဲ့တစ်ခုနဲ့တစ်ခေါက်ပြန်ပြီးတော့ဆွဲချုပ်မယ်ဒီနော်ဒါဆိုရင်တိုင်ရှည်2တိုင်ရသွားပါပြီနောက်တစ်ခိုင်သွားဖို့အတွက်ပထမဆုံးချီရစ်မယ်ရစ်ပြီးဖူမီလေးနောက်တစ်ပိုက်ထဲကိုသွားမယ်ချီကိုဆွဲကော်လာမယ်အပေါ်မှာ3မိဖြစ်သွားရင်2ပင်ကိုတစ်ခါချုပ်မယ်ရလာတဲ့ဟာနဲ့နောက်ကျန်တဲ့1ပင်နဲ့တစ်ခေါက်ပြန်ချုပ်မယ်နှစ်ဆင့်ချုပ်မယ်ဒါဆိုရင်တိုင်ရှည်3နိုင်ရပါပြီနောက်တစ်ပေါက်သွားဖို့အတွက်ချီရစ်မယ်ဖူမီလေးနောက်တစ်ပေါက်ထဲကိုထည့်ပြီးတော့ချီကိုဆွဲကော်လာမယ်အပေါ်မှာ3မိဖြစ်သွားရင်ရှေ့ရ2ပင်ကိုတစ်ခါချုပ်မယ်ပြီးကျန်တဲ့ဟာကိုတစ်ခါချုပ်မယ်နောက်တစ်ပေါက်သွားမယ်ချီကိုရစ်မယ်နောက်တစ်ပေါက်ထဲကိုထပ်မယ်ဆွဲယူလာမယ်အပေါ်မှာ3မိဖြစ်သွားရင်ရှေ့ရ2ပင်ကိုတစ်ခေါက်ချုပ်မယ်ရလာတဲ့ဟာနဲ့နောက်ကကျန်တဲ့1ပင်နဲ့ကိုပြန်ချုပ်မယ်ဒါဆိုရင်တိုင်ရှည်လေးရေနော်လွယ်ပါတယ်နော်โอเคနောက်တစ်ပေါက်ထိုးဖို့အတွက်ချီရစ်မယ်ဖူမီလေးနောက်တစ်ပေါက်ထဲကိုအပ်ထည့်မယ်ဆွဲယူလာမယ်အပေါ်မှာ3မိဖြစ်သွားရင်ရှေ့ရ2ပင်ကိုတစ်ခေါက်ချုပ်မယ်ရလာတဲ့ဟာနဲ့နောက်ကျန်တဲ့1ပင်နဲ့တစ်ခေါက်ပြန်ချုပ်မယ်နောက်တစ်ပေါက်ထိုးဖို့အတွက်ချီရစ်မယ်ဖူမီလေးနောက်တစ်ပေါက်ထဲကိုထည့်ပါမယ်ဆွဲကော်လာမယ်ရှေ့ရ2ပင်ကိုတစ်ခါချုပ်မယ်ရလာတဲ့ဟာပြန်စုချုပ်မယ်โอเคနောက်တစ်ပင်သွားမယ်ဖူမီလေးနောက်တစ်ပေါက်သွားဖို့အတွက် sorry နော်ခုနဒီမှာတစ်ပင်ကြောင်းနေခဲ့ရလိုက်မယ်နော်โอเคချီရစ်မယ်ဖူမီလေးတစ်ပေါက်ထဲကိုထည့်မယ်အပေါ်မှာ3မိဖြစ်သွားရင်2ပင်ကိုတစ်ခါချုပ်မယ်ကျန်တဲ့တစ်ခါချုပ်မယ်ချီရစ်မယ်နောက်တစ်ပေါက်ထဲကိုထည့်မယ်ဆွဲကော်လာမယ်အပေါ်မှာ3မိဖြစ်သွားရင်ရှေ့ရ2ပင်ကိုတစ်ခေါက်ချုပ်မယ်နှစ်ခုပေါင်းပြီးတစ်ခါပြန်ချုပ်မှာချီရစ်မယ်နောက်ဆုံးပေါက်လေးတွေသွားမယ်အထည့်ပြီးတော့ချီကိုဆွဲကော်လာမယ်အပေါ်မှာ3မိဖြစ်သွားရင်ရှေ့ရ2ပင်ကိုတစ်ခေါက်ချုပ်မယ်ရလာတဲ့ဟာနဲ့နောက်ကကျန်တဲ့1ပင်နဲ့ထပ်ချုပ်မယ်ဒါဆိုရင်
တိုင်ရှိလေးတစ်တန်းရပါပြီဒီလိုနောက်တစ်ပန်းတက်ပါမယ်နောက်တစ်တန်းတက်ဖို့အတွက်ဖူမီလေး3နိုင်ထိုးရပါမယ်တိုင်လက်တုံးကမင်းတို့ဖူမီ2တိုင်ဖူမီ2တန်းတက်ခဲ့တယ်ပေါ့နော်အခုတိုင်ရှိကိုကျတော့ဖူမီ3ခုတက်ပါမယ်1 2 3ဖူမီလေး3ခုတက်ပြီးသွားရင်ဒီဘက်ကိုလှည့်လိုက်မယ်လှည့်ပြီးတော့ဒီဖူမီလေးရဲ့အောက်ခြေဒီတိုင်နော်ဒီတရမ်းနဲ့လို့ကြည့်တိုင်လက်ထိုးခဲ့တော့ငါလိုပဲဒီမှာထိုးထားတဲ့အခုံးလေးတွေရှိတယ်အဲ့ဒီအခုံးလေးတွေတစ်ခုံးနဲ့တစ်ခုံးလိုကြားလေးတွေကနေနှိုက်ပြီးထိုးမယ်နော်လိုကြားလေးတွေကနေလိုကြားလေးတွေကနေနှိုက်ပါမယ်နှိုက်တဲ့ခါကျရင်လည်းဒီဘက်ကနေကြည့်လိုက်ရင်ဒီလိုမြင်နေရတဲ့ V shape လို့ဖုံမီကြောင်းလေးအဲ့ဒီကြောင်းလေးနှစ်ကြောင်းစလုံးဝင်အောင်ထိုးရမယ်နော်ဒီမှာဒီနှစ်တိုင်းကြားအပ်ထည့်လိုက်ပြီးအပေါ်မှာ V နှစ်ပင်စလုံးပေါ်ရပါမယ်အဲ့လိုပုံစံလေးနော်ထိုးပါမယ်တိုင်ရှိတို့အတွက်ချီရစ်မယ်ရစ်ပြီးမနော်ဒီနှစ်ပင်ကြားထဲကိုထည့်မယ်ဝက်တီပြီးချီကိုဆွဲကော်လာမယ်အပေါ်မှာ3ပင်ဖြစ်သွားရင်ရှေ့ရ2ပင်ကိုတစ်ခေါက်ချုပ်မယ်ရလာတဲ့ဟာနဲ့နောက်ကကျန်တဲ့ပင်နဲ့ပြန်ချုပ်မယ်ချီရစ်မယ်နောက်တစ်ပေါက်တည်းသွားမယ်အပေါ်မှာ3ပင်ဖြစ်သွားရင်ရှေ့ရ2ပင်ကိုတစ်ခါချုပ်မယ်ကျန်တဲ့တစ်ခါချုပ်မယ်ချီရစ်မယ်နောက်တစ်ပေါက်တည်းသွားမယ်ဆွဲကော်လာမယ်ချီကိုပြီးရှေ့ရ2ပင်ကိုတစ်ခါချုပ်မယ်နောက်က2ပင်တစ်ခါချုပ်မယ်ထိုးနောက်တစ်ပေါက်သွားမယ်နော်နောက်တစ်ပေါက်ပေါက်လေးကျန်နေတယ်နော်နောက်တစ်ပေါက်ဒီတစ်ပေါက်သွားမယ်နောက်တစ်ပေါက်သွားဖို့အတွက်ချီရစ်မယ်နောက်ပေါက်တည်းကိုထည့်မယ်နော်ဒီပတိပြပေးမယ်နှစ်ပင်စလုံးပါโอเคအပေါ်မှာ3ပင်ရပါရင်နှစ်ပင်ကိုတစ်ခေါက်ချုပ်မယ်ကျန်တဲ့တစ်ခေါက်ချုပ်မယ်ချီရစ်မယ်နောက်တစ်ပေါက်ထည့်သွားမယ်ဆွဲကော်လာမယ်ရှေ့ရနှစ်ပင်တစ်ခေါက်ချုပ်မယ်ရလာတာနဲ့ကျန်တဲ့ဟာတစ်ခါချုပ်မယ်နောက်တစ်ပေါက်သွားဖို့အတွက်ချီရစ်မယ်နောက်တစ်ပေါက်ထည့်ကိုထည့်မယ်ဆွဲကော်လာမယ်နော်တိုင်လက်ထိုးပါပြီဆိုလို့ရှိရင်တိုင်ရှိထိုးရတာလွယ်သွားပြီနော်โอเคနောက်တစ်ပေါက်သွားဖို့အတွက်ချီရစ်မယ်ထိန်းထားမယ်နော်ပင်ကြားလေးတွေကိုထည့်မယ်ချီကိုဆွဲကော်လာမယ်အပေါ်မှာ3ခုဖြစ်သွားရင်ရှေ့ရ2ခုကိုတစ်ခေါက်ချုပ်မယ်နောက်တစ်ခေါက်ထပ်ချုပ်မယ်နောက်တစ်ပေါက်သွားဖို့ချီရစ်မယ်ဆွဲကော်လာမယ်အပေါ်မှာ3ပင်ဖြစ်သွားရင်ရှေ့ရ2ပင်ကိုတစ်ခေါက်ချုပ်ရလာတာနဲ့ကျန်တာတစ်ခါချုပ်ဒီမှာနောက်တော့သွားမယ်ချီရစ်မယ်နောက်တစ်ပေါက်လေးကိုထည့်မယ်ဆွဲကော်လာမယ်နော်တွေ့ရပါပြီတိုင်ရှိလေးရပါပြီနော်ဒါလေးတွေကတိုင်ရှိလေးတွေပါအလုံးပဲထိုးတက်မယ်လို့မျှော်လင့်ပါတယ်လိုက်ထိုးကြည့်ပါနော်မင်းထိုးပြတာလေးတို့သဘောကျတယ်ဆိုရင်နောက်ဗီဒီယိုလေးတွေကိုစောင့်ကြည့်ဖို့အတွက်မင်းရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့မှ like လေးပေး share လေးလုပ်ပေးသွားကြပါအောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ကျေးဇူးတင်ပါတယ်